စနေနေ့မွေးသူများအတွက်2026ခုနှစ်6လပိုင်း8ရက်နေ့မှ14ရက်နေ့ထိတပတ်စာမြန်မာရိုးရာပေတင်ဟောစာတမ်းဒီတပတ်မှာစနေနေ့မွေးသူတွေအတွက်အပြောင်းလဲအသစ်တွေနဲ့ကြုံတွေ့ရနိုင်တဲ့အချိန်ဖြစ်ပါတယ်။စိတ်ရှည်သီးခံပြီးတေချာစီစဉ်လှုပ်ဆောင်နိုင်ရင်ကောင်းမွန်တဲ့ရလဒ်တွေရရှိလာနိုင်ပါတယ်။စနေနေ့မွေးသူများအတွက်အလုပ်စီးပွားရေးကတော့လုပ်ငန်းခွင်မှာတာဝန်အသစ်တွေရရှိလာနိုင်ပါတယ်။အလုပ်ကိုင်ရှာဖွေနေသူများအတွက်အခွင့်အရေးကောင်းတွေပေါ်လာနိုင်ပြီးစီးပွားရေးလုပ်ငန်းရှင်များအတွက်မိဖက်အသစ်တွေနဲ့ဆက်သွယ်ရနိုင်ပါတယ်။စနေနေ့မွေးသူများအတွက်ငွေကြေးကံကတော့ငွေဝင်ကံရှိပေမဲ့ထွက်ငွေများနိုင်တဲ့ကာလဖြစ်ပါတယ်။အိမ်တွင်းအသုံးစရိတ်နဲ့ခရီးသွားစရိတ်တွေတိုးလာနိုင်တာကြောင့်ငွေကြေးစီမံခန့်ခွဲမှုကိုဂရုစိုက်ဖို့လိုပါတယ်။စနေနေ့မွေးသူများအတွက်အခြေရေးကတော့စင်ကိုတွေအတွက်အရင်ကတည်ကျွမ်းမှုသူတယောက်နဲ့ပြန်လည်ဆုံတွေ့ရနိုင်ပါတယ်။ချစ်သူရှိသူတွေကတော့အချင်းချင်းနားလည်မှုနဲ့တီးခံမှုပိုမိုလိုအပ်တဲ့အချိန်ဖြစ်ပါတယ်။စနေနေ့မွေးသူများအတွက်ကျန်းမာရေးကတော့ခါနာခြင်းအကြောတက်ခြင်းနဲ့အေးရေးမဝခြင်းတို့ကိုသတိထားပါ။အလုံးနဲ့အနားယူခြင်းကိုမျှတအောင်ထိန်းညှိဖို့လိုအပ်ပါတယ်။စနေနေ့မွေးသူများအတွက်ရှောင်ရန်ကတော့စိတ်လိုက်မှန်ပါဆုံးဖြတ်ချက်ချခြင်းသူများကိုအလွယ်တကူယုံကြည်ခြင်းငွေကြေးအန္တရာယ်ရှိသောယင်းနှိမ့်မြုပ်နှံမှုများပြုလုပ်ခြင်းတို့ရှောင်ပါစနေနေ့မွေးသူများအတွက်ဆောင်ရန်ကတော့စနေနေ့တွင်အပြာရောင်ပန်းလှူဒန်းပါတက်ကြီးရွယ်အိုများကိုကူညီပေးပါအပြာရောင်အသုံးဆောင်လေးများဆောင်ထားပါကံကောင်းစေသောအယောင်အပြာရောင်ခရမ်းရောင်တို့ဖြစ်ပါတယ်ကံကောင်းစေသောကဏ္ဍတွေကတော့248ကဏ္ဍတို့ဖြစ်ပါတယ်ကံကောင်းစေသောနေ့တွေကတော့အင်္ဂါနေ့မှာကံကောင်းစေပါတယ်ဒီတစ်ပတ်မှာသတိနဲ့ကြိုးစားလှုပ်ဆောင်နိုင်ရင်အောင်မြင်မှုနဲ့ကံကောင်းခြင်းတွေရရှိလာနိုင်ပါတယ်အခုလိုတပတ်စာပေတင်ဟောချက်တွေကိုအမြဲကြည့်ရှုခြင်းရင် like follow လုပ်ထားဖို့မမေ့နဲ့နော် subscribe လည်းလုပ်ပေးခဲ့ပါဦး